Здравствуйте, ребята! Течему кофе париши. Течеро и така видео ронга Russian alphabet ပေါ်မှာအင်္ဂလိပ်အခရာနဲ့အတူဆုံးအလွယ်ကူဆုံးအခရာ၅လုံးကိုလေ့လာခဲ့ကြရဟုတ်တယ်ဟုတ်အဲ့ရောအဲ့လိုအခရာလေးတွေကိုတချေတော့ပြန်မမေကိုပြန်ပြီးတော့နှွှဲကြည့်ရM O T ဒီသင်ခန်းစာလေးရတော့တချေတော့ Russian alphabet ပတ်တူလေးဖြစ်ပါတယ်။အဲ့တော့ဒီထဲမှာဘယ်လိုအခရာတွေပါမလဲဆိုတာတစ်ချက်ကြည့်ကြအောင်။အဲ့တော့တချေတော့အင်္ဂလိပ်စကားလုံးနဲ့ပုံစံချင်းတူပေမဲ့အတန်တွက်မတူတဲ့ Russian အခရာ၅လုံးကိုဒီနေ့လေ့လာကြရမယ်။အဲ့တော့ပထမဆုံးတစ်ခုပြောချင်တာတချေတော့ Russian အခရာတွေကိုလေ့လာလို့ပဲဆိုလို့ရှိရင်အင်္ဂလိပ်အခရာတွေကိုခဏမေ့ထားရမယ်နော်။ဘာလို့လဲဆိုတော့တချေတော့ပုံစံတူအခရာတွေပါတာမို့ရုံးမာတတ်တာဖြစ်လို့ပါ။အဲ့တော့တချေတော့ဒီအခရာထဲရမှာတချေတော့ခွဲထုတ်လိုက်မယ်ဆိုလို့ရှိရင်ဒီလို၅လုံးလေးဖြစ်လာတာပါအဲ့တော့အတူတူတစ်ချင်နဲ့အတူတူလိုက်ဆိုကြည့်ကြမယ် V walk yeah you're not N nasok S slow ulitkaကဲဒါလေးရတော့တချေတော့ဒီနေ့သင်ပေးတဲ့အခရာအသင်၅လုံးလေးဖြစ်ပါတယ်တချေတော့ပို့ပြီးတော့မှတ်မိဖို့ရအတွက်အတန်းထက်တွေနဲ့အတူတူပြန်ပြီးတော့နှွှဲကြည့်ကြအောင် V yeah N S U ကဲဒီနေ့သင်ပေးလိုက်တဲ့အခရာ၅လုံးကိုမှတ်မိလို့ညွှန်လိမ့်ပါတယ်။နောက်ဗီဒီယိုလေးမှာဆိုလို့ရှိရင်ဒီချိန်က Russian alphabet part 3ကိုဆက်ပြီးသင်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ like and follow လေးလုပ်ထားဖို့မမေ့ပါနဲ့နော်။နောက်ဗီဒီယိုလေးတွေမှာပြန်ဆောင်ကြပါမယ်။ Спасибо за внимание. До встречи.